လေယာဉ်နဲ့တချင်းနဲ့အကောင်းဆုံးတချင်းတီဆုံမှုစုကိုရရှိသွားတဲ့အသေးချော်လူဖရင်ပရိသတ်တွေမကလူငယ်တွေကြားထဲမှာတက်တက်လို့အားပေးခြင်းခံရတဲ့ဆိုတော်လူဖရင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာဆိုင်းခန့်လိုက်လို့တောင်မှတစ်ခါမှမရဘူးတဲ့အကောင်းဆုံးတချင်းတီဆုံမှုစုကိုသိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီဝဲကိုတော့မြန်မာနိုင်ငံရဲ့အကောင်းဆုံးတချင်းဖြန့်ချီရေးဖြစ်တဲ့ဖလိုးကကျင်းပခဲ့တာဖြစ်ပြီးတော့ဖလိုးမှာနားထောင်မှုအများဆုံးနဲ့အချိန်တော်ကြာအောင်တော်တန်းစင်းနဲ့ဝင်သွားတဲ့ဆိုတော်တွေပြန်ပြီးတော့ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့စုချင်းမြင့်ခဲ့တာပဲဖြစ်ပါတယ်လူပင်းအနေနဲ့ကတော့ဒီစုကိုရရှိခဲ့မယ်လို့မထင်ထားပေမဲ့လည်းစေပေါ်မှာသူမရဲ့တခြင်းကိုကြညာလိုက်တဲ့အခါမှာတော့အတိုင်းမသိအောင်ဝမ်းသာခဲ့ရတာပဲဖြစ်ပါတယ်။ဒီကဲတည်းမှာကြတော့လေလူပင်းဟာလူငယ်ပရိသတ်တွေကြားထဲမှာတော်လေးရေပန်းစားသူတရားဖြစ်တယ်လို့သူမရဲ့အတန်းချိုချိုလေးတွေကလည်းနားထောင်သူကိုပို့ပြီးတော့ချိုသားအေးချမ်းအောင်ဆွဲဆောင်နိုင်စွမ်းရှိခဲ့တာပါ။အခုချိန်မှာဆိုရင်လေကလောက်ဆိုရဲ Evan ကိုထုတ်ဖို့စူးစမ်းခဲ့တာဖြစ်လို့နောက်တခြင်းတွေမှာလည်းဒီထက်ပိုကောင်းတဲ့ကောင်းအောင်စူးစမ်းသွားမှာဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့တာပါ။လိုပဲဖြစ်ဖြစ်ပါမမလူဖရင်ကတော့တရုတ်မာလီလိုမျိုးချစ်စရာကောင်းတဲ့အမူအရာဟန်ပန်လေးတွေနဲ့အကောင်းဆုံးသချင်းဆိုစုကိုစုခုသွားခဲ့ပြီပဲဖြစ်ပါတယ်နော်